ဒီကောင်ကတော့ကျွန်တော်တို့ Wailing Outdoor AB ဖြစ်ပါတယ် Wailing Company ကထုတ်တာပေါ့နော်ဒီကောင်က Outdoor AB ပါသူကဒါအနောက်ဘက်ကကြည့်ရဒီဇိုင်းပေါ့နော်အဲ့မှာသူကဒီ A8 3000ပေါ့နော် Wi-Fi 6 ရဖြစ်ပါတယ်ကျွန်တော်တို့ PoE က54volt 0.3 ampere နဲ့ PoE power ကျွေးရမှာဖြစ်တယ်အဲ့တော့ဒါနောက်ဘက်ချမ်းဒီဇိုင်းနော်ဒီအောက်ဘက်မှာကျတော့ PoE ကျွေးဖို့အတွက်ပေါ့ပါတယ်ပြီးဒီဘေးနာခလုတ်ပေါ့နော်အဲ့ဒါကိုပဲစာရေးထားတယ်နော်ကျွန်တော်ပြပေးမယ်ပဲ 1s reset ချိတ်ဖို့အတွက်1 second နဲ့ reset ချဖို့ဆို6 second နဲ့ရပါနော်ပြီးရင် status ရှိတယ်ဒီကောင်ကကျတော့ဒါကျတော့အရှိဘက်ကကြည့် wavelet နော် wavelet outdoor AB design ပေါ့ A8 3000 Wi-Fi 6ပေါ့နော် 802.11ပြီးဒီမှာကျတော့ antenna ကကျတော့4တိုင်တက်လို့ရတယ်antenna 4တိုင်မှာသူက antenna 4တိုင်မှာသူကဒီမှာခွဲပေးထားရပေါ့နော်ရိုးရိုး Wi-Fi 2.4G အတွက်ကတိုင်2တိုင် 5G Wi-Fi အတွက်က2တိုင်ဖြစ်တယ်နော် 5G 5 GHz တိုင်2တိုင် 2.4 GHz 2တိုင်စုစုပေါင်းတိုင်4တိုင်ထည့်လို့ရတယ်နော်ဒါအပြင်မှာကျွန်တော်တို့ပြီးတိုင်ထောင်ပြီးမှာပေါ့နော်မွေးထဲမှာပြစ်ထားလို့ရတဲ့ Outdoor AB Asset Point ဖြစ်ပါတယ်